အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ဇန်နဝါရီ26ရက်2016ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့ကမ္ဘောဒီးယားနိုင်ငံရှိကြားပြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်သူမြန်မာနိုင်ငံသားများကိုဒုတိယသုတ်ဖြစ်ထပ်မံခေါ်ဆောင်ခဲ့တဲ့သတင်းကိုဝေမျှပေးကြပါတယ်နိုင်ငံတော်ဆိုရအနေနဲ့နိုင်ငံတကာနဲ့တကမ္ဘာလုံးကိုအန်ရီပေးသည့် online လိမ်လည်မှု online လောင်းကစားမှုများတိုက်ဖြတ်ရေးလုပ်ငန်းစဉ်များကိုအမျိုးသားရေးလုပ်ငန်းတရက်နေ့ဖြစ်အလေးထားတိုက်ဖြတ်ဆောင်ရွက်လျက်ရှိပြီး online scan center လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသူများနဲ့နောက်ကွယ်မှကြိုးကိုင်းနေသောနိုင်ငံသားများကိုဖော်ထုတ်ဖမ်းဆီးပြီးထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်မှုများကိုအိမ်နေချင်းများနဲ့ဒေတာတွင်နိုင်ငံများနိုင်ငံတကာဖွဲ့စည်းများနဲ့တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။အလားတူကမ္ဘောဒီးယားနိုင်ငံတွင် online လိမ်လည်လောင်းစားမှုများတွင်အကြောင်းမျိုးမျိုးကြောင့်ပါဝင်ပတ်သက်သူမြန်မာနိုင်ငံသားများသည်၎င်းတို့အစီအစဉ်ဖြင့်ကမ္ဘောဒီးယားနိုင်ငံရှိမြန်မာနိုင်ငံတန်ယုံကိုသတင်းပေးပို့မှုများအရ၎င်းကမ္ဘောဒီးယားနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများကလွှဲပြောင်းပေးရမှုများအရ၎င်းကမ္ဘောဒီးယားနိုင်ငံမြန်မာတန်ယုံကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါကမ္ဘောဒီးယားနိုင်ငံမြန်မာတန်ယုံသို့ရောက်ရှိနေသည့်မြန်မာနိုင်ငံသားများအနက်ပထမအသုတ်နေ့ဖြင့်မြန်မာနိုင်ငံသား136ဦးကိုမြန်မာလေကြောင်းလိုင်း MAI ဖြင့်ဇန်နဝါရီ23ရက်ကမြန်မာနိုင်ငံမန္တလေးမြို့ရှိပြည်ပဆိုင်ရာလေဆိပ်ကိုပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ဒုတိယသုတ်နေ့ဖြင့်မြန်မာနိုင်ငံသား90ဦးကိုဇန်နဝါရီ25ရက်ကမြန်မာလေကြောင်းလိုင်း MAI ဖြင့်မြန်မာနိုင်ငံမန္တလေးမြို့ရှိပြည်ပဆိုင်ရာလေဆိပ်သို့၎င်း190ဦးကိုတပ်မတော်လေယာဉ်2စီးဖြင့်တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့သို့၎င်းထပ်မံ၍190ဦးကိုဇန်နဝါရီ25ရက်ညနေပိုင်းတွင်တပ်မတော်လေယာဉ်2စီးဖြင့်တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့သို့၎င်းပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ပြီးဖြစ်ရာယနေ့အထိမြန်မာနိုင်ငံသား966ဦးပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။အဆိုပါကမ္ဘောဒီးယားနိုင်ငံမှာပြန်လည်ရောက်ရှိလာသည့်မြန်မာနိုင်ငံသားများကိုသက်ဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည့်ကိုယ်ရေးချက်လက်များနဲ့မှတ်တမ်းများစီရင်ကောက်ယူခြင်းလုပ်ငန်းများလိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ကောက်လုံထုံးလုံနည်းများနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးကြမ်းရှိသည့်မြန်မာနိုင်ငံသားများကိုအမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်